အားလုံးပဲမင်္ဂလာပါကျွန်တော် share ကိုလုပ်ပေးခြင်းပေါ့နော်ဖြစ်နေတာကတော့ဒီနားကနေပေါ့နော်ဒီနားညဘက်ကျွန်တော်နဲ့ကြက်ပိုက်တိုက်အဲ့တော့ဒီနားရဲ့ဒီစစ်ပစတော့ဒီနားနေပြီးတော့စပြီးတော့နောက်တစ်ချောင်းတော့ကျွန်တော်တေသွားတယ်ပေါ့နော်ဘာလို့ဆိုဒီဟိုနဲ့လက်ကျန်းနဲ့လေဘုထုလက်ကျန်းနဲ့တက်ပြီးတော့အဲ့တော့ဘုလက်ကျဖိပြီးတော့အဲ့ဒီချိန်မှာဒီရဲ့ကောင်တော့ဖိမိလို့လည်းဖြစ်သွားတယ်ပေါ့နော်ဆောင်းပြလာလို့ပြောတာပေါ့နော်ဒီရင်တခြားမရင်တက်ဒီဘက်ကကျတော့ဒီဘက်ကလောကပေးနေလို့ဖြစ်နေမျက်ခေါင်းတဲ့ဒီဘက်မြင့်တယ်ဒီဘက်မြင့်တယ်ဒီဘက်တိတ်မမြင့်ဘူးဘာလို့လဲမြင့်လောင်းရတယ်မစစ်ဘူးမကြည့်ဖိတ်ထားရင်လုပ်ပြမယ်ဖိတ်ထားရင်ဒီကောဖွဲ့တယ်ဒီကောကให้รู้สึกอะไรเนี่ยปากตกเนาะปากตกมันจะจ้าหรอเนาะปิดตาไม่สนิทหรือว่าหลับตาไม่สนิทเราเลยပြောရတယ်เนาะဒီကတော့ထိုင်းမှာနေဆိုထိုင်းမှာဖြစ်တဲ့ဆိုရင်เราเดี๋ยวဒီကြီးနေတယ်ဒီမှာဒီမျိုးပြောရတယ်เนาะแล้วဆိုဒီตึงဆိုတာဒီတချမ်းတော့ကွာဒီတင်းတင်းနေတယ်ကဲတော့တီးတယ်နာတယ်ဒါပေမဲ့တဲ့လားဒီဘက်ပဲဟိုဒီမျိုးဖြစ်နေမျက်နှာလေးအဲ့လိုဖြစ်နေတယ်အဲ့လိုရတယ်အာတင်းနေလို့ဖြစ်နော်ဘာမှသွားမလုံးနဲ့ဒီလိုထူတာလို့ရိုက်တာဒီမျိုးကောင်းလုံးနဲ့အဲ့ဒါတွေကပို့ဆိုဒီကလောမှာတင်းပြီးရင်သူကလုံးနဲ့ဖြစ်နေအဲ့ဒါကြောင့်ကိုကလောက်သူ့ကိုကြာပြီးတော့အလုပ်ပုံမှန်သွေးပုံမှန်ပြန်လဲပတ်အောင်လို့ကျွန်တော်တို့နှိပ်ပြီးတာတို့နေပြီးတော့ဒီလိုလောက်အောင်ပေါ့နော်ဒီကလိုထိုင်းမှာဆိုရင်နီးတဲ့ဆေးရုံနဲ့နီးတယ်ဆိုရင်ညဆုံးသွားပြပါဟာဒီကလိုမြန်မာပြည်မှာဆိုရင်ဒီကလိုဆေးရုံနဲ့မနီးဘူးဆိုရင်ဆေးရုံနဲ့မနီးဘူးဆေးရုံနဲ့လမ်းဝေးတဲ့နေရာဆိုရင်ကျွန်တော်နောက်ဗီဒီယိုတစ်ပုတ်ကြာရင်ကျွန်တော်ဒီနှိပ်တဲ့နီးလေးကိုကျွန်တော်တင်ပြအောင်နော်နှိပ်ပြီးပြမယ်တကယ်လို့ကိုကပါတချမ်းပဲရွဲ့ပြီးတော့ကျွန်တော်မျိုးဒီတဲ့ပါတချမ်းပဲရွဲ့တယ်အဲ့ဟာဒီမျိုးစောင်းနေတဲ့ဒီကျွန်တော်တို့မျိုးဖြစ်ဆိုရင်တော့ဒီမျိုးနိုင်ပြီးတော့သွားရတယ်စေးစားရတယ်ဆိုရင်ပြန်ကောင်းနေတယ်ပေါ့နော်ကျွန်တော်လုပ်ပြီးလို့ကြာရင်ဒီနိုင်တဲ့နည်းလေးပြမယ်နော်နိုင်တဲ့လူပြမယ်တော့တစ်နေ့ကိုနိုင်တာလေတစ်နေ့ကို2ခါ3ခါနော်မနေ့နေ့လဲညနေ3ခါညလေနိုင်လေကောင်းလေပဲနိုင်များလေကောင်းလေပဲလေအဲ့လိုမျိုးအကုန်လုံးကကျွန်တော်တို့မျိုးဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်နော်ဒီမျိုးဖြစ်လာပြီဆိုရင်ဆေးရုံမြန်တော့ပြကြပါအဲ့လိုမျိုးကျွန်တော်တို့တစ်ဖက်လည်းပဲဖြစ်တယ်ဆိုရင်တော့ဒါအိမ်မလက်ပဲနဲ့ဒီဆေးရုံမသွားနိုင်ဘူးဆိုရင်မသွားလို့ဖြစ်တယ်ဆိုရင်ဒီလိုမျိုးကျွန်တော်ပြထားတဲ့နိုင်ကြီးတွေနဲ့နိုင်ပြီးတော့အရင်ဆုံးနိုင်ပြီးတော့နေပြီးမှသွားပြလို့ရတယ်ပေါ့နော်တကယ်လို့ချမ်းလုံးဖြစ်ပြီဆိုရင်တော့ဆေးရုံမြန်တော့ပြကြပါ